လမ်းဆုံးကဘာလို့မေးလို့ရှိရင်သူ့ရဲ့အကျိုးလမ်းဆုံးကတော့အပင်ညင်ပဲဒီဘဝမှာခံစားရတဲ့လမ်းဆုံးကအပင်ညင်ဟောနောက်ဘဝကျတော့ဘယ်ရောက်လို့ဆိုရင်ဆံမလျှောဘူးဆိုလို့ရှိရင်ဓမ္မပြေရောက်ပထမဇန်ရရင်ပထမဇန်ဓမ္မဘုံရောက်မယ်ဒုတိယဇန်ရရင်ဒုတိယဇန်ဓမ္မဘုံရောက်မယ်တတိယဇန်သုဒ္ဓဇန်ဆိုတတိယဇန်သုဒ္ဓဇန်ဘုံကြီးရောက်တယ်သူအစဉ်စဉ်အတိုင်းသွားမယ်ဒါအသူရဲ့ဆက်ပြီးတော့အဲ့တော့မဂ္ဂုနိဗ္ဗာန်ကိုရရှိမှတယ်ဆိုလို့ရှိရင်တက္ကနိပြောင်းရမယ်တဲ့ခုနပြောရတဲ့အလင်းတန်းလေးလိုမိဂုထန်လေးလိုအာယုန်နမိတ်ပေါ်မှာဆက်ပြီးတော့မနေပဲနဲ့သမထချင်းစဉ်အောင်ထားတဲ့ပုဂ္ဂိုလ်တယောက်ကဝိပဿနာချင်းစဉ်ကိုပြောင်းမြင်ပြီးစံတရားကနေပြီးတော့ဝိပဿနာချင်းစဉ်ကိုပြောင်းမြင်ပြီးဆိုဘယ်လိုပြောင်းလဲပထမဇံဝင်စားလိုက်တယ်အာယုန်နမိတ်လေးပေါ်မှာဇံဝင်စားလိုက်တယ်ဇံဝင်စားပြီးတော့ဇံကနေပြန်ထလိုက်တဲ့အခါကျတော့ပြန်ထတယ်ဆိုတော့ပြန်ပြီးတော့ဝင်စားနေတာကိုပြန်နောက်ဆုတ်အဲ့ဒီလိုနောက်ဆုတ်ပြီးတဲ့အခါကျတော့သူ့ရဲ့စိတ်အခြေအနေတွေက remain ဖြစ်နေတာဆက်လက်ပြီးတော့ဒါတွေကဖြစ်နေသေးတယ်ပေါ့လူကနောက်ဆုတ်လိုက်ပြီနောက်ဆုတ်လိုက်ပြင်မဲ့လို့ခုနကဖြစ်သွားတဲ့စိတ်တွေရဲ့အခြေအနေဥပမာမဲ့လူတယောက်စိတ်ဆိုးပြီးသွားလို့ချင်းအဲ့ဒီစိတ်ဆိုးတာကိုပြန်ပြီးတော့တွေးလို့မရဘူးလားရတယ်နော်ကိုယ်စိတ်ထဲမှာဘာဖြစ်သွားလဲဆိုတာကိုပြန်စဉ်းစားလို့ရတယ်အဲ့ဒါမျိုးလိုပဲဇံဝင်စားတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ကဇံကနေပြန်ထားလိုက်တဲ့အခါကျတော့အဲ့ဒီဇံစိတ်လေးတွေကိုပဲအာယုံအဖြစ်အသုံးချပြီးတော့ဝိပဿနာကိုရှုရတယ်အဲ့တော့ဝိပဿနာကြတော့ခုနကအလင်းတန်းလို့ပြဉ္ညာကိုသွားပြီးရှုလို့မရဘူးအလင်းတန်းကိုအာယုံပြုပြီးတော့ဖြစ်ပေါ်နေတဲ့ခုနကချမ်းစီတာတွေစိတ်ကူးတာတွေစိတ်ချီနူးတာတွေချမ်းမြေ့တာတွေဆိုတဲ့ဇာအင်္ဂါတွေကိုပြန်ပြီးတော့သူကရှုလိုက်တယ်ရှုတယ်ဆိုတဲ့အချိန်မှာရှုတော့နှစ်ခုရှိဝိပဿနာကိုသွားတော့ရှုတော့နှစ်ခုရှိရှုတော့တစ်ခုကဘာလို့ဆိုရင်နံပါတ်1ကသဘာဝလက္ခဏာ individual characteristic ကိုခေါ်တယ်သဘာဝလက္ခဏာသူ့ရဲ့ nature ကိုကြည့်ရမယ်လို့ပြောသူ့ရဲ့ nature ဆိုတာဘာလို့ဆိုရင်ချမ်းစီတယ်ဆိုတော့ဝိတက်ရဲ့သဘာဝကိုကြည့်လို့ရှိရင်စိတ်ကလေးကိုအာယုံပေါ်မှာပို့ပေးနေတာပါလားဆိုရင်သူ့ရဲ့ nature ကိုတွေ့တယ်ဝိသရာကိုကြည့်လိုက်လို့ရှိရင်အာယုံလေးနဲ့စိတ်လေးနဲ့ခြိလောင်ထားတာပါလားတွဲထားတာပါလားဆိုတဲ့သူ့ရဲ့သဘာဝကိုတွေ့ပီတိကိုကြည့်လိုက်လို့ရှိရင်အာယုံပေါ်မှာနှစ်ချိုက်နေတဲ့သဘောပါလားဆိုတော့သူ့ရဲ့သဘာဝကိုတွေ့လိမ့်မယ်ဒုက္ခကိုကြည့်လိုက်လို့ရှိရင်ကိုချမ်းမြေ့မှုစိတ်ချမ်းမြေ့မှုကိုဖြစ်ပေါ်စေတတ်တဲ့သဘောပါလားလို့ဆိုတာသူ့ရဲ့နမိတ်ကိုသိလိုက်တမာတိကိုကြည့်လိုက်တဲ့အခါကျတော့အာယုံနဲ့စိတ်ပေါ်မှာငြိမ့်နေအောင်လုပ်တဲ့သဘောပါလားလို့ဆိုသူ့ရဲ့ဒါလေးတွေကသူတို့ရဲ့သဘာဝလက္ခဏာလို့ခေါ်တယ်ဝိပဿနာလမ်းကြောင်းပြောင်းလာတဲ့တရားနဲ့အဲ့ဒီအစစ်မှန်ဖြစ်တဲ့သဘာဝလက္ခဏာတွေကိုသိရမယ်ဥပမာနဲ့စိတ်ဆိုးပြီးတဲ့လူတယောက်ကဒေါသဆိုတာစိတ်ကိုရောက်ရခတ်ပြီးစိတ်ကိုပူစေတတ်တဲ့သဘောပါလားတည်ငြိမ်နေတဲ့စိတ်ကိုဖျက်ဆီးတတ်တဲ့သဘောပါလားမတွေ့နိုင်ဘူးလားတွေ့နိုင်နော်ဒုက္ခတိတိဒေါသောတည်ငြိမ်နေတဲ့အနေထားလေးတစ်ခုပြတ်မသွားဘူးလားစိတ်ဆိုးတယ်ဆိုရင်ကတည်ငြိမ်နေတယ်ငြိမ်းချမ်းနေတယ်ဆိုတဲ့သဘာဝလေးတစ်ခုပြတ်သွားတာလေအဲ့ဒီလိုဖြစ်စည်းတတ်တဲ့သဘောကလေးပါလားလို့သိတာဒေါသရဲ့သဘာဝကိုသိတာပဲလောဘဆိုလို့ရှိရင်အာယုံပေါ်မှာတွေ့ကပ်နေတဲ့သဘောလေးပါလားလို့လောဘရဲ့သဘောကိုဒီလိုမြင်တယ်အဲ့ဒီလိုပဲသဘာဝတရားတွေမှာကိုယ်ပိုင်သဘာဝကလေးတွေရှိတယ်အဲ့ဒီကိုယ်ပိုင်သဘာဝလေးတွေကိုကြည့်ရတယ်သဘာဝလက္ခဏာလို့ဝိပဿနာရှိတော့မယ်ဆိုရင်သဘာဝလက္ခဏာကိုအရင်မိရှင်းသဘာဝလက္ခဏာကိုကြည့်ရင်ကနေဘာဖြစ်လာတော့ဆိုတော့တာမင်ညလက္ခဏာလို့ခေါ်တဲ့အများဆိုင်တဲ့လက္ခဏာတစ်ခုတိုးချဲ့ပြီးတော့မြင်လာတယ်တာမင်ညလက္ခဏာဆိုတာဘာလို့
မမြဲတဲ့သဘောဆင်းရဲတဲ့သဘောစိုးမပိုင်တဲ့သဘောဆိုတဲ့အနိစ္စဒုက္ခအနတ္တတိုးချက်မြင်လာတယ်အဲ့ဒါတာမဉာဏ်ခု universal characteristic အဲ့ဒီ universal characteristic ဆိုတာကိုမြင်လာပြီဆိုရင်ဒါဝိပဿနာထူးခြားခြားမြင်လာတယ်လို့ပြောတာအဲ့ကြအဲ့တော့သမထကျင့်တဲ့ခုကဝိပဿနာပြောင်းတဲ့ပုဂ္ဂိုလ်တိုင်းအဲ့ဒီကနေဆက်ပြီးတော့ဘာတွေတွေးလဲ။အော်ဒီသဘာဝတရားလေးတွေကဘယ်မှာမိဖြစ်တာလဲလို့ကြည့်စိတ်ရဲ့ဖြစ်ပေါ်ရာဖြစ်တဲ့နှလုံးသားကိုမိပြီးဖြစ်တာလား။ရုပ်တရားတွေကိုစဉ်းစားမပြတ်ဆက်ပြီးတော့ကြည့်လာတော့စိတ်ရောရုပ်ရောဒီတစ်ခုလုံးမြင်လာပြီးတော့စိတ်နဲ့ရုပ်ဟာမတူညီတဲ့သဘောထားလေးတွေကမြင်လာတယ်မြင်လာရင်ကနေသွားတဲ့အခါကျတော့ထိုးစိတ်ရောရုပ်ရောဒီတစ်ခုဟာသာဝရတည်ရဲနေတဲ့အရာမဟုတ်ဘူးဖြစ်လာပြီးတဲ့နောက်ပျောက်သွားတယ်ဖြစ်လာပြီးတဲ့နောက်ပျောက်သွားတယ်အကြောင်းတိုက်ဆိုင်လို့ဖြစ်လိုက်တယ်ပေါ်ပြီးရင်ပျောက်သွားတယ်ပျောက်တယ်ဆိုတာတစ်ခါမှပေါ်လာအောင်ပျောက်သွားတယ်နောက်ထပ်ဖြစ်တာနောက်ထပ်အကြောင်းတစ်ခုရောက်ဖြစ်လာတယ်အဲ့ဒီလိုစဉ်းစားနေပြဖြစ်ပြီးပြတ်သွားတဲ့သဘောတွေမြင်လာတာအနိစ္စအဲ့ဒီဖြစ်ပြမှုကြီးဟာစိတ်ပြည့်စရာကောင်းတော့အမြဲတမ်းရက်မရအောင်ဖြစ်နေတာဒုက္ခအဲ့ဒီပုံမှာကိုယ်ကဘာမှချုပ်ကန်နိုင်စွမ်းမရှိတာကအနတ္တဟောဒီသဘောတွေကိုမြင်လာတာကဝိပဿနာအဲ့ဒီဝိပဿနာဉာဏ်ကြတော့ခေါင်းကအဆင့်ဆင့်ပထမဆုံးယုံနဲ့နာနဲ့ခွဲတဲ့နာမရူပပြိစေကဉာဏ်ခွဲခြားပြီးတော့သိမြင်တဲ့နာမရူပပြိစေကဉာဏ်အဲ့ဒီနောက်ကျတော့ထိုယုံနာနေဖြစ်ပေါ်လာခြင်းအကြောင်းတရားကိုပါတွဲဖက်ပြီးတော့သိလာတဲ့ပစ္စယပရိက္ခဉာဏ်အဲ့ဒီနောက်ကျတော့ထိုယုံနာတို့ရဲ့မမြဲတဲ့အနိစ္စသဘောဆင်းရဲတဲ့ဒုက္ခသဘောဆင်းရဲတယ်ဆိုတာပစ္စာမရှိလို့ဆင်းရဲတာပြောတာမဟုတ်ဘူးဖြစ်ပြီးပြက်နေတာကြီးကိုစိတ်ပြက်เสียကြီးလို့ပြောတာเนาะအဲ့ဒီဖြစ်ပြမှုတွေရဲ့နှိစ္စမှုကိုခံရရလို့စိတ်ပြက်เสียကောင်းတာဒုက္ခအဲ့ဒီဖြစ်ပြီးတော့ပြက်နေတာကိုရပ်တန့်ဖြစ်လို့မရတာကိုယ်မပိုင်တာအနတ္တအဲ့ဒီသဘောတွေကိုတစ်ဖြည်းဖြည်းမြင်လာတဲ့အခါကျတော့သင်္ခါရတွေပေါ်မှာစိတ်ပြက်လာတယ်ညှင်းငွေ့လာတယ်ကြောက်เสียလို့မြင်လာတယ်ကြောက်เสียမြင်လာတဲ့အခါကျတော့အော်ဆုံးလွတ်ခြင်းလာတယ်ဆုံးလွတ်ခြင်းလာတဲ့အခါလွတ်ရလို့ကြောင်းထွက်ပေါက်ရှားလာတယ်ထွက်ပေါက်ရှားလာပြီးတဲ့အခါသင်္ခါရသဘာဝတရားတွေပေါ်မှာစိတ်လေးကတည်ငြိမ်မှုကိုပြန်ရလာအဲ့ဒါဝိပဿနာအစစ်အမြဲဆုံးသင်္ခါရတက္ခဉာဏ်လို့ပြောတယ်ဒီလိုအဆင့်ကိုတစ်ဖြည်းဖြည်းရောက်သွားတယ်ကျက်အဲ့တော့သမထနဲ့ဝိပဿနာလမ်းကဘယ်ထိအောင်သွားတယ်ဆိုလို့ရှိရင်မက်ဖို့ဒါတွေ့ကြည့်မက်ဖို့ကနေပြီးတော့နေတာဒါဝိပဿနာလမ်းရောက်သမထလမ်းရောက်ရဲ့လမ်းဆုံးကအဘိညာဉ်သိရင်ဓမ္မပေါ့ဝိပဿနာကြတော့ဒီဘဝမက်ဖို့သူအကျိုးပေးပြီးဆိုရင်မက်ဖို့ရမယ်မက်ဖို့ရရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်တယ်ဒါဝိပဿနာလမ်းကြောင်းအဲ့တော့သမထကျင့်ပြီးတော့ဝိပဿနာကိုကူးတဲ့လမ်းရှိတယ်အဲဒီလိုသမထကိုမကျင့်နိုင်တဲ့ဝိပဿနာဓာတ်သွားတဲ့နိလန်းလည်းရှိတယ်ဒါကြောင့်မို့လို့ယာနိကနှမျိုးဆိုပြီးတော့လောက်တာယာနဆိုတာဘယ်နိကစီးစရာရင်လေးသမထရင်လေးကိုစီးသွားမလားသို့မဟုတ်ဝိပဿနာရင်ကိုပဲစီးမလားပေါ့ဘယ်ရင်နဲ့ပဲသွားသမထကိုအရင်ကျင့်ပြီးတော့မှဝိပဿနာကျင့်တဲ့နည်းရှိတယ်ဝိပဿနာကိုဓာတ်တန်းပြီးတော့ကျင့်တဲ့နည်းရှိတယ်ဒီနှစ်နည်းလုံးစလုံးဟာမှန်ကန်တဲ့နည်းတွေရှိတယ်မိမိကြိုက်နေတဲ့လမ်းကြောင်းကသွားလို့ရတယ်ရွှေဘုံဘုရားကြီးကိုတက်ချင်အရှိမုတ်ကတက်မလားတောင်မုတ်ကတက်မလားမြောက်မုတ်ကတက်မလားအနောက်မုတ်ကတက်မလားမရဘူးလားရောက်တာသူကြိုက်တဲ့လမ်းဟုတ်ကိုကြိုက်တဲ့လမ်းကနေသွားကိုကြိုက်တဲ့ရင်စီးသွားလို့ရတယ်အဲ့တော့ဉာဏ်နဲ့တက်တက်ချင်တော့ဓာလိကရှိတဲ့မုတ်ကတက်ပေါ့အဲ့တော့သမထချင်းစဉ်ဆိုတာစိတ်ကိုတည်ငြိမ်အောင်အရင်လုပ်ပြီးတော့မှဉာဏ်ဆုံးကိုထူထောင်တာအဲ့ဒါဝိပဿနာကျင့်တယ်ဟုတ်